Hi everyone, I'm back. အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာနောက်ထပ်သင်ချဗီဒီယိုခေါင်းစဉ်အသစ်လေးတစ်ခုနဲ့ပြန်လည်ရရှိလိုလာပြီပဲဖြစ်ပါတယ်ကျွန်တော် share တင်မှာ place value နဲ့ပတ်သက်ပြီးတော့မှ share လုပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လည် share လုပ်သွားမယ့်ခေါင်းစဉ်အသစ်လေးရတယ်တကယ်တော့ place value နဲ့ဆက်ဆက်နေတဲ့ခေါင်းစဉ်တစ်ခုပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့အတူတူလေ့လာမယ့်ခေါင်းစဉ်လေးကိုကြည့်လိုက်အောင်ဗျာဟုတ်ပါတယ်ဒီနေ့အတူတူလေ့လာမယ့်ခေါင်းစဉ်လေးကတော့ rounding နီးစပ်ရာတန်ဖိုးယူခြင်းပဲဖြစ်ပါတယ်နီးစပ်ရာတန်ဖိုးယူခြင်းသူကတန်ဖိုးလို့တော့ပြောပေမဲ့မူလပကတိတန်ဖိုးလို့မပြောဘဲနဲ့နီးစပ်ရာအနီးစပ်ဆုံးဆိုတဲ့သဘောပြောနေတွေ့မှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့မှလေ့လာကြည့်လိုက်အောင် rounding ဆိုတာဘာလဲတဲ့ rounding ဆိုတာကခန့်မှန်းခြေတနည်းအားဖြင့်ကိန်းဂဏန်းတစ်ခုပမာဏတစ်ခုကိုသူ့ရဲ့မူလအရှိတိုင်းကျွန်တော်တို့ယူပြီးတော့မှတွက်ချက်တာသုံးလုံးတာမဟုတ်ဘဲနဲ့သူနဲ့နီးစပ်တဲ့တနည်းအားဖြင့်ကျွန်တော်တွက်ရလွယ်တဲ့ကိန်းဂဏန်းတစ်ခုကိုအစားထိုးပြန်လဲအသုံးပြုတာဖြစ်ပါတယ်။ကဲဒါဆိုရင် rounding ကိုကျွန်တော်တို့ဘယ်လိုအခြေအနေမှာသုံးလဲပေါ့နော်လက်တွေ့ဘဝမှာဘယ်လိုအခိုက်အတန့်ထဲမှာကြုံရလဲသုံးမိနေတယ်လဲဆိုတော့ကျွန်တော်နည်းနည်းကြည့်လိုက်အောင်ပထမတစ်ခုကဈေးဝယ်ခြင်းဖြစ်ပါတယ်ဈေးဝယ်ခြင်းလို့ပြောတဲ့အခါမှာနော်မြန်မာနိုင်ငံမှာနေထိုင်နေတဲ့ကြည့်ရှုသူတွေတော့မသိဘူးပေါ့နော်အခုကျွန်တော်ကထိုင်းနိုင်ငံမှာနေနေတာဖြစ်ပါတယ်ဆိုတော့ထိုင်းနိုင်ငံမှာအထူးသဖြင့်ဟင်းသီးဟင်းရွက်တွေသားငါးတွေဝယ်တဲ့အခါမှာကီလိုနဲ့ချိန်တွေဝယ်တာများပါတယ်အဲ့လိုဝယ်တဲ့အခါမှာလည်းများတော့အဖြစ်ပေါ့နော်ဒီကြတဲ့တဲ့ဈေးနှုန်းတွေကအဆုံးသက်လေးမှာဟိုအဖြစ်နော်30 100 200အဲ့လိုမျိုးတုံညနဲ့ကွက်တီဖြစ်တာထပ်ပေါ့နော်အဆုံးအစလေးမှာ4 5 6အဲ့လိုမျိုးလေးနော်23 စသဖြင့်အဲ့လိုမျိုးအဆုံးသက်လေးနဲ့ရှိတယ်ကြုံရရင်အများများပါတယ်ဆိုတော့ကျွန်တော်ကဥမာဖြစ်ပေါ့နော်ပတ်စံအများကြီးရှိနေတော့ထားပါတော့ကျွန်တော်ဝယ်တဲ့ပစ္စည်းဘယ်လောက်ကြာလဲကျွန်တော်စိတ်ပူကြမရှိဘူးဒါပေမဲ့ကျွန်တော်မှဥမာပတ်စံအများကြီးမရှိဘူးဆိုပါစို့ဈေးရတော့ဝယ်လိုက်ပြီကိုဝယ်တဲ့ပစ္စည်းကုန်ကြတဲ့ဈေးနှုန်းနဲ့ကိုကပါသွားတဲ့ budget တွေကလောက်ရဲ့လားပေါ့ကျွန်တော်တတိမထိုင်ကျွန်တော်အဆက်ကွဲနိုင်ချင်ရှိတယ်တော့ကြရှင်းကန်ဒီမှာပတ်စံမလောက်ဆိုရင်နော်အဆင်မပြေနေဘူးလေအဲ့တော့ကျွန်တော်ကဘာပဲပြောဝယ်တဲ့ပစ္စည်းတွေကိုတော်ရမှာတခုရှိတာလူရှိသူရှိမှကဏ္ဍပေါင်းစိတ်ထုတ်ပြီးတော့မှဒါမှမဟုတ်ဖုန်းကနေကဏ္ဍပေါင်းစိတ်ဖွင့်တော့ကျွန်တော်တခုချင်းလိုက်တော့နေလဲမသိတော့လည်းเนาะအဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အဲ့လိုတော့ရဒါဒီကက်ဖြစ်နေတဲ့နည်းနည်းလှဘယ်လိုပြောမလဲတော့ရနည်းနည်းကောင်းရှုပ်စင်မဲ့ကိန်းခဏန်းတွေကိုကျွန်တော်မတုံးတော့ပဲနဲ့အနီးဆက်ဆုံးသူတို့နဲ့တော့ရလဲတဲ့မှာတုံးရနဲ့အဆုံးတဲ့တမှုအဖြစ်ပြောင်းလဲတော့မှကျွန်တော်တွက်ချမှာဆိုရင်ကျွန်တော်တော့ရလဲပို့လွယ်မှာအဲ့လိုအချက်တကွကျိုးနဲ့ဖြစ်မှဟန်လေကျွန်တော်ရှောင်ရတာပေါ့နော်နောက်တစ်ခုကအာကစားတွေဂိမ်းတွေဆိုတဲ့ခါမှာနော်ကျွန်တော်တို့ကြုံဖူးပါလိမ့်မယ်နော်ဒီပျော်ပွဲရှင်ပွဲဖြစ်ဖြစ်ကြောင်းပြန်ပွဲဖြစ်ဖြစ်တခါတလေပေါ့နော်ကွက်ထမ်းမှာဒီကစားကြတဲ့ခါမှာအသင်းဖွဲ့ရတာရှိတယ်ခါကြရင်တချို့အသင်းတွေကနော်ဥပမာ10ယောက်ပြောင်း20အဲ့လိုမျိုးဆိုရင်တော့တက်ရလွယ်လေတချို့အဖွဲ့ကြအဲ့လိုမဟုတ်ဘူးဥပမာ17ယောက်13ယောက်18ယောက်19ယောက်အဲ့လိုမျိုးပေါ့နည်းနည်းအဖွဲ့တွေများလာပြီဆိုရင်တစ်ဖွဲ့ကြီးမှာရှိတဲ့အရေးတော့တူမဖြစ်နေဘူးဆိုရင်ကျွန်တော်နည်းနည်းတွက်ရခါသွားရင်မလားအဲ့ခါကျတော့ဘာလုပ်ပြီလဲဆိုတော့ဟိုမှာပြင်17ယောက်အတင်းဆိုကျွန်တော်10ယောက်ပဲတွက်လိုက်တော့19ယောက်တင်ဆိုရင်အယောက်20လို့ပြောင်းတွက်လိုက်အဲ့လိုမျိုးတုံညာနဲ့ပိတ်တဲ့ခဏန်းဖြစ်ကျွန်တော်ပြောင်းလိုက်ပြီဆိုရင်ဘာဖြစ်သွားမလဲဆိုတော့အကြမ်းမျိုးပေါ့နော်မြင်စနဲ့တွက်ရဖို့လဲသွားမှာပေါ့ဒါတော့ကျွန်တော်ဈေးဝယ်တာနဲ့အခါလုပ်တဲ့အခါမှာအတင်းဖွဲ့ခွဲတဲ့အခါမှာ rounding တနည်းအားဖြင့်ခန့်မှန်းခြေအနည်းဆုံးကိန်းကဏ္ဍယူရဲဆိုရကိုတုံးလို့ရတယ်ဆိုတော့ကျွန်တော်ပြန်ပြီးဆက်ပြီးတာဖြစ်ပါတယ်တကယ်လက်တွေ့ဘဝမှာအများကြီးရှိပါသေးတယ်เนาะတခြားအခြေအနေတွေမှာလည်း rounding ကျွန်တော်သုံးဖြစ်နေရရှိပါတယ်ကျွန်တော်ဆက်ပြီးတော့မှလေ့လာကြည့်အောင်ဒီနိစ္စရတံမှုယူခြင်းမှာအားသာချက်ရှိတယ်လို့အားနည်းချက်လည်းရှိပါတယ်အားသာချက်ကတော့ဆောဆောကျွန်တော်ပြောခဲ့လို့ပဲသူကနော် on spot ပဲရှိနေတယ်ရောက်နေတယ်ပါပဲဖုန်းနဲ့ကဏ္ဍမောက်ဆက်တယ်မလို့ဘူးတစ်ချက်ချင်းပေါ့နော်အလွယ်တကူမြင်မြင်ဆန်းဆန်းလွယ်ကူတော်လို့ရတယ်ပြီးတော့မှဆောဆောပြောလို့ပေါ့အချက်တစ်ခွက်ကျွန်းနဲ့ဖြစ်မဲ့ highlight ရှောင်လို့ရတယ်ပေါ့နော်နောက်တစ်ဖက်မှာတော့သူ့ရဲ့အားနည်းချက်ပါလဲဆိုတော့သူကအနီးစပ်ရတံမိုးယူတာဖြစ်တဲ့အတွက်မူလပဂတိတံမိုးတော့မဟုတ်တော့အဲ့တော့အရင် serious ဖြစ်တဲ့ကိစ္စတွေအရင်တိတိကျကျတွက်ချမှရမယ်အလောက်ကင်မျိုးဆိုတော့ဒီ rounding ကမတင်တော့ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပေါ်ပပါနဲ့နေတဲ့သူကအတိုင်းအခုဒီအနည်းဆုံးလို့ရင်အဆင်ပြေမဲ့အဲ့လိုမျိုးဆိုတော့ rounding ကအရင်အထောက်အကူဖြစ်တာဖြစ်ပါတယ်
ကျွန်တော်ဆက်ပြီးတော့ကြည့်တဲ့အခါမှာ rounding ကအဓိကဖြစ်2မျိုးပဲရှိပါတယ်ပထမတစ်မျိုးကတော့မူလပကတိတန်ဖိုးထက်ပိုတိုးသွားစေတဲ့ rounding ဖြစ်တယ်သူ့တော့ rounding up သို့မဟုတ် round up လို့ခေါ်ပါတယ်ကျန်တဲ့တစ်မျိုးကတော့မူလပကတိတန်ဖိုးထက်လျော့သွားစေတဲ့နော် rounding down တနည်းအားဖြင့် round down ပဲဖြစ်ပါတယ်တခုလေးပေါ့နော်ဒီ rounding up rounding down ကိုကျွန်တော်အသေးစိတ်ခဏနေဆက်သွားမှာဖြစ်တယ်ဒါပေမဲ့သွားခင်လေးမှာအရေးကြီးတဲ့ revision ပေါ့နော်ပြီးတော့မှကျွန်တော်သတိထားမယ့်အချက်လေးနည်းနည်းပြပြပေးချင်ပါတယ်ပထမတစ်ခုကတော့ place value နေရာလိုက်တောင်ဖို့ဒီနေ့ပတ်သက်ကျွန်တော်ရင်းနှီးထားဖို့လိုပါတယ်အကယ်၍အခုဒီ video ကြည့်နေသူက place value နဲ့ပတ်သက်ရင်တော့နည်းနည်းဘယ်လိုပြောမလဲတိတ်မရင်းနှီးသေးဘူးဆိုရင်တော့အကြံပေးချင်တာကတော့ကျွန်တော်အရှိ video တစ်ပုတ်တင်မိခဲ့တယ် place value ဆိုတဲ့ခေါင်းစဉ်နဲ့ပဲကျေးဇူးပြုတော့မှသွားကြည့်ပါအကယ်၍မိတ်ဆွေအနေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ဆိုတော့ဆက်ကြည့်လို့အဆင်ပြေပါတယ်နော်နောက်တစ်ခုအဓိကကိန်း target digit ပေါ့နော်ကျွန်တော်က round up သို့မဟုတ် round down လို့တဲ့ခါမှာစိတ်ထင်ရှားလို့တာမဟုတ်ပါဘူးသူတို့တတ်မှတ်ပေးထားတဲ့စီကံချက်ကိုကြည့်တော့မှဟိုအဖြစ်ကိန်းစဉ်ကိန်းကဏ္ဍတစ်ခုမှာဟိုအဖြစ်ခုကဏ္ဍလား10ကဏ္ဍလားရာကဏ္ဍလားဒါမှမဟုတ်တမနာပဲတစ်ခုမြောက်ကဏ္ဍကိုကြည့်တော့မှကျွန်တော်က round နော် up လားသို့မဟုတ် round down လောက်ဆိုတော့ကြည့်ရမှာဖြစ်ပါတယ်နော်ဒါကြောင့် target digit ဆိုတဲ့အရာလဲသိထားဖို့လိုပါတယ်နောက်ဆုံးတစ်ခုကတော့ဥစ္စာတွေလာတဲ့ခါမှာသူ instruction ပေါ့နော်သူဘယ်လိုခိုင်းလဲဆိုတော့ကျွန်တော်သဘောတဘာသိထားဖို့လိုတယ်ဒီမှာတော့ round color to the nearest colors ပေါ့နော်ဆိုတော့ညမှာလို့ကျွန်တော်အဓိကပြောချင်တာပေးထားတဲ့နောက်ဒီဂိမ်းတစ်ခုရှိမှအဂိမ်းကိုအနည်းဆက်တန်းဖို့နော်အနည်းဆက်ဆုံးပေါ့သူက10ကိုကြည့်ခံ10ကိုကြည့်ကျွန်တော် round မယ်ပေါ့ရာကိုကြည့်ခံရာကိုကြည့် round မယ်ပေါ့နော်အဲ့ဒါကိုပုတ်စာရဲ့သဘောတော့ကျွန်တော်သိထားဖို့ဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့မှလေ့လာလိုက်အောင်ဟုတ်ပြီ rounding up နော်မူလတန်ဖိုးထက်တိုးခြင်းဆိုတော့သူ့ကိုကြည့်လိုက်တာသိပါတယ်အဲ့လိုအခြေအနေမျိုးမှာတော့ရှိရင်ဆွဲတန်ဖိုးထက်သူကကဏ္ဍကိုကြည့်သွားမှာပဲချင်းသေးတယ်နော်ဆိုတော့တခုရှိရဒီအစိမ်းရောင်နော်အစိမ်းနှုတ်ရောင်ပေါ့ဘယ်လိုပြောမလဲငပြောစိမ်းရောင်နော်ငပြောရွက်အရောင်လေးပေါ့နော်အဲ့မှာရေးထားတယ်အရှိပြီးတော့မှ target digit ကိုအနီးပြီးတော့အနောက်ဆိုကျွန်တော်ရေးထားတယ်အဓိကပြောချင်တာတော့ gain တစ်ခုရှိမှအ gain တစ်ခုလုံးမှာအဓိကကျွန်တော်တို့ rounding လုပ်တဲ့ခါမှာကြည့်ရမယ့်အနီရောင်ကဏ္ဍတစ်ခုပါလိမ့်မယ်ဘာပြီးသူ့အနောက်နဲ့ပတ်သက်ပါစီကံချက်ရှိလဲသူ့အရှိပိုင်းနဲ့ပတ်သက်ပါစီကံချက်ကျွန်တော်ဆက်ပြီးလေ့လာမှာဖြစ်ပါတယ်ဆိုတော့တင်ချာကဏ္ဍနဲ့ကြည့်လိုက်ရင်အဓိကအဖြစ်အဆုံးသက်အပိတ်လေးတွေကဒါမှမဟုတ်တယ်သူ့နောက်ကက်ရမှာပါနေတဲ့ကောင်တွေကဖြစ်နိုင်ကြီး10ခုပဲရှိတယ်10မျိုးပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့3ည1 2 3 4 5 6 9 9နော်ဒီ3ညနဲ့9အထိစုစုပေါင်း10ခုထဲကတစ်ခုခုနဲ့ဆုံးတာပဲဖြစ်နိုင်တယ်လေနော်ဆိုတော့ဒီ round up လို့ဆိုရင်တော့အဓိကအဆုံးသက်ဒါမှမဟုတ်သူ့ရဲ့ကက်ရပါနေကောင်ကဘာကဏ္ဍနဲ့ဖြစ်အောင်လဲဆိုတော့ကျွန်တော်ဒီအပေါ်ဆုံးရေးထားတဲ့9 6 8တော့မဟုတ်9ပေါ့နော်ဒီ9ခုတည်းတစ်ခုဖြစ်ရပါမယ်ကဲနောက်ထပ်ဒီအောက်အပြရောင် box ထဲမှာရေးထားတဲ့စီကံချက်ကြည့်ကြည့်မှာနော်သူကအရှိမှရှိတဲ့ဂိမ်းတော့မဟုတ်ဂိမ်းများကိုတဲ့အရှိတိုင်းပဲပြင်ရေးရမယ်ဆိုတော့ဘာမှထွေထူးစဉ်းစားမလို့ကဲဒူရက်ချက်အနေနဲ့ target digit ကိုကျတော့ကျွန်တော်ဘာလုပ်ပြအောင်လဲဆိုတော့ round up ဆိုတဲ့အခြေအနေမှာတက်လာပေါင်းပြရမယ်နော်ဆိုတော့မူလ target digit က2ဆိုရင်အခုတက်ပေါင်းဆို3ဖြစ်သွားမှာပေါ့လေသူကနော်ဥပမာ9စားကဖြစ်နေဆိုရင်အခုတက်ပေါင်း10ဖြစ်သွားမှာနော်အဲ့လိုမျိုးလို့ကဲနောက်တစ်ခုအနောက်ကဂိမ်းများကို3ညမြအဖြစ်ပြောင်းရန်တဲ့အဲ့တော့ခုနအနီရောင်ကဏ္ဍအနောက်မှာလဲနောက်ထပ်ကဏ္ဍနဲ့အနောက်ကပါလာနိုင်တယ်နော်အဲ့ပါလာကဏ္ဍတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ automatic 3ညနဲ့အစားပြန်ထုတ်ပြရမှာဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ဥပမာပုတ်စာလေးနှစ်ပုတ်ထည့်ထားပေးပါကျွန်တော်ကြည့်ကြည့်အောင်နော်ပထမတစ်ပုတ်က round 726 to the nearest 10ခေါင်းနဲ့ဆက်ချကိုအနည်းဆုံး tens 10ကဏ္ဍကိုကြည့်တော့ round ပေးပါတဲ့နောက်ဆိုကြည့်တဲ့အခါမှာခေါင်းနဲ့ဆက်ချမှာဆိုတော့ 10ဆိုတဲ့အကောင်ကဘာလဲဆိုတော့ကျွန်မဒီမှာကျွန်တော်အနည်းနဲ့ရေးထားပြတော့နော်ဟဲ့အဲ့တော့အခုခုနအပြာ box တက်စီကင်းချက်3ချက်အတိုင်းမလိုက်နာမယ်ဆိုတော့အရှက်ကောင်ဘာလုပ်မလဲခုနှစ်ကိုအရှိအတိုင်းပြင်ပြီးမှဆိုတော့ခုနှစ်ပဲတောက်လျှောက်အဆုံးထိဖြစ်ရကဲဟုတ်ပြီနော်အနောက်ကအဲ့ကောင်တွေအကုန်လုံးကျွန်တော်ဘာလုပ်မလဲ3ညအစားထုတ်မယ်ဆိုတော့6ညမှာ3ညအဆုံးထိလဲ3ညပဲစဉ်းစားပါတခုပဲအဓိကပြောင်းလဲရမယ့်နေရာကဘာလဲဆိုတော့အဲ့ target digit ဖြစ်တဲ့အနီဒီမှာနှစ်ပေါ့နော်သူကနေ့အနောက်ပါရှိဆို6ဆိုတော့ round up လောက်ရမယ့်အဖွဲ့တွေမှာပါတယ်နော်ဒါကြောင့်နှစ်ကိုကျွန်တော်ဘာပေါင်းပေးမလဲတက်ပေါင်းအဲ့တော့နှစ်ကနောက်ဆုံးမှာဖြစ်ပါလဲ3ဖြစ်သွားဆိုတော့
926ကို rounding လုပ်မယ် tens နဲ့ကြည့် rounding လုပ်မယ်ဆိုရင်အဖြေကနောက်ဆုံးပါဖြစ်မလဲ930ဖြစ်သွားမှာဖြစ်ပါတယ်လို့နော်နောက်ထပ် example ပြကြည့်အောင် round 123.787,000 to the nearest 100ဆိုတော့ 100ကိုမှ THS နဲ့ဆုံးထားဖြစ်တဲ့အတွက်ဒီကောင်တက်သမနော100ကိုကျင့်မှာဖြစ်တယ်ငေါတခြားမဟုတ်ဘူးเนาะဒီမှာဆိုရင်8ကိုပြရဖြစ်တယ်အဲ့တော့123တက်သမ985မှာရှင်းတော့ပါလား9ဟာလား9ဆို round up ဆိုတော့ကျွန်တော်သိပြီဒီပု္ပ္ပာ round up ပု္ပ္ပာအဲ့တော့ဘာလုပ်မလဲဆိုတော့အရှက်ကောင်တွေကိုဒီအနီအောင်ရှက်ကောင်တွေကိုအရှိတိုင်းယူမယ်ဆိုတော့123တက်သမ9အဆုံးထိတတိထားခြင်းเนาะ123တက်သမ9နေမှာသွားကဲနောက်ထပ်တစ်ခုကဘာလုပ်မလဲဆိုတော့ရှစ်က round up မှာဆိုတော့သူ့တက်ပေါင်းမှာဆိုတော့ရှစ်ကလည်းတောက်လျှောက်ဆင်းသွားရင်ရှစ်ပေါင်းတက်ပြီးတော့9เนาะအဆိုင်အောင်ပြန်ပြောင်းရထားတယ်ပြီးတော့မှနောက်ဆုံးဒီအနီအောင်တော့ပါတဲ့ကောင်တွေကျွန်တော်3ညပြောင်းမယ်ဆိုတော့เนาะ3ညနောက်ဆုံး30ဖြစ်သွားအဲ့တော့တစ်ခုရှိတာ123တက်သမ985ကို nearest 100အနေနဲ့ကျွန်တော် round မယ်ဆိုရင်နောက်ဆုံးပိတ်ဖြစ်နိုင်ခြင်းတစ်မျိုးရှိတယ်နောက်တစ်ခုက123တက်သမ993ညဒါမှမဟုတ်ရင်123တက်သမ9ဖြစ်ပါတယ်ဒါဆိုဒီနှစ်ခွက်တူလားဆိုတော့တကယ်တော့တူပါတယ်တခုလေးပဲဒသမအနောက်မှာလာပြီးတော့မှအဆုံးသက်က3ညရီဖြစ်နေဆိုရင်ကျွန်တော်ကထည့်မြေလိုက်ရတယ်ဘာလို့ဆိုတော့ तू ကအတန်ဖို့မပြောင်းသွားစေဘူးလေနော်ဆိုတော့ဒါလေးတစ်ခုပေါ့နော်ဂျာဖောက်ဂျာဖြစ် knowledge အနေနဲ့ထည့်ပြဖြစ်ပါတယ်တခုရှိတာကျွန်တော်နည်းနည်းတော့မြန်တယ်လို့ဖြစ်နေလိမ့်မယ်ပေါ့နော်လိုအပ်ရင်ဒီဗီဒီယိုတစ်ချက်ပြန်ချိန်ယူထပ်ကြည့်ပါလိုအပ် screenshot ယူတော့ဖတ်ကြည့်ပါလို့เนาะအကြံပြုချင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ကြံနေသေးတဲ့ဒီ round down ဆက်ပြီးသွားရအောင် okay ဒီမူလတန်မှုတဲ့ short ချင်း rounding down သို့မဟုတ် round down ကိုကြည့်တဲ့အခါမှာသူကအရှိရကြည့်ခဲ့တဲ့ round up နဲ့တော့မတူဘူးတော့နည်းနည်းကွာလေးရှိတယ်ဘာလဲဆိုတော့ target digit ရှိမယ်เนาะသူ့ရဲ့ place value ရပါ target digit ရှိမယ်ပြီးရင်သူ့အရှက်ကောင်ကိုဒီအပြဘောထဲမှာစီကန်းချက်တယ်အရှိတိုင်းရင်မယ်အနောက်ကောင်တွေကျွန်တော်3ညနဲ့အစားထုံမယ်အဲ့ဒါ target digit ကိုကြာတော့ဘာမှမပြောင်းအရှိတိုင်းရင်မယ်နှစ်တိုင်းပြင်ရင်မယ်ရှင်းတိုင်းပြင်ရင်ပေါ့နော်ဆိုတော့ဒီကောင်တစ်ခုရှိတာ round up တဲ့ဆိုင်နည်းနည်းတော့ပိုလွယ်တယ်လို့ပြောလို့ရဆိုတော့တစ်ခုလေးပဲ target digit ကိုကြည့်တဲ့ခါမှာ round down ဖြစ်ဖို့ဆိုရင်သူ့အနောက်ကကတ်ပါတဲ့ကောင်နဲ့ဘာဖြစ်ရမလဲဆိုတော့ကျွန်တော်အပေါ်ဆုံးရေးထားသလို3ည1 2 3 4ဒီအုပ်စုတွေတစ်ခုခုဖြစ်ရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ example ကြည့်အောင် round 724 to the nearest 10တဲ့94ကိုအနည်းဆုံး10နေရာကိုကြည့်တော့မ round ပါတဲ့ sorry 94ကိုကျွန်တော်တို့ tens ကပါလေနှစ်ပေါ့နော်ဆိုတော့ sequence အတိုင်းပဲအနီရှက်ရှိတဲ့ကောင်အကုန်လုံးကို9ဆိုတော့9တွေပဲဆုံးထိရမယ်သူ့အနာကောင်ကြည့်တဲ့အခါမှာ तू က round down ဖြစ်တဲ့အတွက်4က round down အုပ်စုဖြစ်တဲ့ဒီ target digit ကျွန်တော်ဘာပြောင်းကြမလို့အရှိတိုင်းမပြင်ဘူးနှစ်ဆက်ဆုံးနှစ်တိုင်းရမယ်ပြီးတော့ခါမှာ target digit နောက်မှာရှိတဲ့ကောင်တွေအကုန်လုံး3ညအစားထိုးမယ်ဆိုတော့94ကိုတနည်းအားဖြင့် round လိုက်မှာဆိုရင်ဘာပြန်ဖြစ်သွားမလဲဆိုတော့90ပဲဖြစ်သွားမှာပေါ့နော်ပြီးတော့မှ example B ကိုဆက်ကြည့်အောင်123.8ကိုတဲ့သူက nearest 100နေရာကို round ခိုင်းတာဆိုတော့ကြော်ကြီးခါမှာ nearest 100နေရာက8ပေါ့နော်ဆိုတော့ထုံးစံတိုင်းပဲသူ့ရှက်ကောင်အားလုံးကိုအနီ digit ရှက်ကောင်ကအားလုံးကိုသူ့တိုင်းပြင်ရင်မယ်123.9ပြီးတော့သူ့အနာပါတာကတက်ဆိုတော့တော့ round down ကြီးလေနော်ဘာမှတိုးကြမလို့ဒီတိုင်းပြင်ရင်မယ်ဆိုတော့8ကို8တိုင်းရင်မယ်နောက်ဆိုအဲ့ဒီရှက်နောက်မှာရှိတဲ့ကောင်ကို3ညနဲ့စားထုတ်လိုက်အဲ့တော့123.8ကိုကျွန်တော်ရေးမယ်ဆိုရင် sorry round မယ်ဆိုရင်တနည်းအားဖြင့်123.8 ညလို့ရေးလို့ရတယ်အဲဒီမှာတစ်ခုလေးကျွန်တော်နော်ဖြည့်ဆက်နေပြောချင်တာ123.8 ညရေးလို့ရတယ်လို့နောက်တစ်မျိုး123.8လို့ရေးလိုက်ရပါတယ် okay เนาะဒါဆိုရင်တော့ round down လဲသဘောပေါက်လာပြီလို့ကျွန်တော်ထင်ပါတယ်လို့ကျွန်တော်နောက်ထပ်ပြပေးချင်တဲ့အရေးကြီးတဲ့ special case ပေါ့နော်အထူးအခြေအနေထားတစ်ခုရှိပါဒီ rounding နဲ့ပတ်သက်လိုက်ဟုတ်ပြီဘာများလဲပေါ့နော်ဆိုတော့သူမှရေးထားတယ် sorry round 19.8 to the nearest whole number ဆိုတာကတနည်းအားဖြင့်ခုဆိုတဲ့နေရာကောင်ပြောတာပဲနော်တိတ်တော့မထူးဆန်းပါဘူးသူက once ဆိုတဲ့နေရာပြောအဲ့တော့ဆိုတော့ဒီပု္ပ္ပာရဆိုရင်6က once နေရာပဲနော် whole နေရာပဲတနည်းအားဖြင့်ဆိုတော့19.8ကိုကျွန်တော်ကြည့်တဲ့အခါမှာနော်
အနောက်မှာတသမပါတယ်ပြီးတော့ရှစ်လည်းပါတယ်ဟိုတသမကြီးပါလို့ဟိုတသမနောက်မှာဆိုငါတို့ဘယ်လိုလုပ်မလဲမသိဆိုတော့မှစိတ်ပူကြမလို့ပေါ့သူကတခြားအရှက်တွက်ခဲ့တဲ့ဥပမာတွေနဲ့အတူတူပဲဘယ်လိုပဲလဲဆိုတော့ဆက်ကိုတသမရှစ်မှာကျွန်တော်9ညကိုကြည့်မယ်ပြီးရင်ထုံးစံတိုင်းကိုအနီအောင်အရှက်အကုန်လုံးသူ့တိုင်းအဆုံးကျွန်တော်ပြန်ရေးဖို့ကြိုးစားမယ်ပေါ့လေနော်ဆိုတော့ဒီမှာတော့30 40လောက်ထိကျွန်တော်သွားထားရတယ်ဒါပေမဲ့နောက်ဆုံးမှသတိထားကြည့်တက်မဟုတ်နှစ်ဖြစ်နေသတိထားကြည့်20ဖြစ်နေဒါဘာကြောင့်20ဖြစ်ဆိုတော့ကျွန်တော်ဆက်ကြည့်မယ်နော်အဓိကကတော့နော်19တသမရှိကိုကြည့်လိုက်တဲ့ခါမှာနော်ကျွန်တော် target digit က9နောက်8ကောင်8ဆိုတော့ round အဲ့ရမယ်အောင်ဆိုတော့ဒီကိုကျွန်တော်ကတက်လာပေါင်းဆိုတာတည်ရနော်ဒီမှာပြထားရတယ်အနီအောင်နဲ့အပြောင်ပေါ့နော်9နဲ့တက်ပေါင်းတာဘာဖြစ်သွားလဲဆိုတော့တက်ဆက်အဲ့တော့ကျွန်တော်ကတက်အနောက်မှာကွင်းစားကွန်ပျူတာမှာ9ပေါင်းတက်ဆိုတော့10ဖြစ်သွားအဲ့တော့10ဖြစ်သွားဆိုကျွန်တော်ကဟိုအပြင်မှာရှိတဲ့အမဲတက်ရဲ့အထက်မှာရှိအစိမ်း10ပေါင်းပြီးတော့130ဆိုသွားရေးလို့မရဘူးလေ19တက်မှာရှိတာ130နဲ့ဘာမှမဆိုင်တဲ့ဟာကြီးအဝေးဆိုတော့ဘယ်လိုလုပ်အောင်လဲဆိုတော့သူပြောချင်တာကကိုကနေ30ဖြစ်သွားဖြစ်တဲ့အတွက်ကျွန်တော်က3ညပဲယူခဲ့မယ်နော်30ပြည့်လာဖြစ်တော့အဲ့တက်လေးကိုသူအရှိမရှိတက်ကိုသွားထပ်ပေါင်းပြရမှာအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီအမဲအောင်တက်နဲ့အစိမ်းအောင်တက်နဲ့ပြန်ပေါင်းပြရမှာအဲ့တော့ဘာဖြစ်အောင်ဆိုတော့2ဖြစ်သွားမှာပေါ့နော်ဆိုတော့အနောက်3ညတိုင်းပဲပြီးတော့တက်သမနောက်အနောက်မှာရှိတဲ့8ကလည်းတောက်လျှောက်ကျွန်တော်အရှိရစီကန့်ကြိုက်တိုင်းနော်ဒီtarget digit အနောက်ကောင်က0နဲ့ပြန်ထိုးရမယ်ဆိုတော့ကျွန်တော်ပြန်ထိုးလိုက်တယ်ခြားထိုးလိုက်တော့နော်ဆိုတော့နောက်ဆုံးအဖြစ်ဖြစ်သွားလဲဆိုတော့20တက်သမ3ညသို့မဟုတ်တနည်းဖြစ်20လို့ပြောလိုက်ရတယ်ပေါ့နော်ဆိုတော့ဒါ special case ပါနော်ရုပ်တရက်ကြည့်တော့တမျိုးလေးနော်ဖြစ်ကောင်းဖြစ်သွားတယ်ဒါပေမဲ့လည်းတခြားအချိန်ယူကြည့်ပါအရင်မခတ်ပါဘူးနော်ဟုတ်ပြီဒါဆိုအောက်မှာကျွန်တော်လေ့ကျင့်ဖို့တော့နှစ်ပုတ်ပေးထားပါအဖြေတော့ကျွန်တော်မရေးပေးထားဘူးပေါ့နော်ဆိုတော့အစိမ်းထဲမှာဆိုရင်199.6ကိုတဲ့ near ones တနည်းအားဖြင့် whole number အနေနဲ့ယူခိုင်းတာပဲ199.6ကိုကျွန်တော်တို့ဒီအပေါ်မှာ special case နော်ဥပမာပို့စာတိုင်းတက်လိုက်မှဆိုရင်အဖြေပါရမယ်လို့ထင်လဲပေါ့နော်နောက်အပြာတပုတ်လည်းအဲ့လိုပဲ3999ကိုတဲ့ nearest time နော်ဒီမှာအနီနဲ့ရေးထား10ခန်းအနေနဲ့ပြောင်းမဆိုရင်ဘာဖြစ်မလဲထင်လဲပေါ့နော်ဒီကြည့်ရှုသူအနေနဲ့ချိန်ရရဲဆိုရင်ပေါ့နော်အဆင်ပြေမဆိုရင်ကောမမအောင်နော်ကိုတက်ပြီးတဲ့ရလာတဲ့အဖြေလေးကိုရေးပြီးလို့အပန်းမကြည့်ဆိုရင်ရေးပြီးသွားစေချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဆက်ပြီးတော့မှနောက်ဆုံးပိုင်းရောက်လာပြီနော်ဆက်ပြီးကြည့်ခါနောက်ဆုံးပိုင်းရောက်လာပြီဒါကတော့ practice ပေါ့နော်အခုတော့စုစုပေါင်း A နဲ့ F ဆိုပြီး6ပုတ်ပြီးတာနဲ့6ပုတ်မှာကျွန်တော် comma တနည်းဖြစ် direction ဘာခိုင်းတာလဲဆိုတော့ round the given number to the nearest digit in red နော်ဆိုအနီအောင်ကြည့်တော့မှကျွန်တော်တို့ဘာဆက်လုပ်မလဲပေါ့နော်ဟုတ်ပြီ345ကြည့်ခါမှာအနီအောင်ကြည့်ရအောင်ကျွန်တော်ကဘာလုပ်မလဲ round မှာဆို9နောက်မှာပါရှိလားမရှိတော့ဘူးလေနော်ဘာမှမရှိတော့ဆိုတော့တနည်းအားဖြင့်ကျွန်တော်စိတ်ကူးရမှာပုံဖော်လေးရတာအနောက်မှာ3ညဆိုတဲ့ဘောအဲ့တော့ဘာမှ3ညဆိုတာက round down ပါလေနော်အဲ့တော့ဘာမှမပြောင်းလဲမထွေထူးပဲဒီတိုင်း345တနည်းပြန်ရေးမှဆိုရင်345လို့ကျွန်တော်ပြောလို့ရတယ်ကဲဟုတ်ပြီပြီးကြည့်ခါမှာ650လေအဲ့အဓိကကြည့်မှာ6ကိုကြည့်ရမှာပြီးရင်ဒီကောင် up လား down လားဆိုတော့သူ့ကက်ရက်ကောင်ကြည့်မှာကက်ရက်ကောင်9ဆိုတော့ကျွန်တော်ခုနလေးလာခဲ့တယ်9 6 8ကိုက round up ထံပါဖြစ်တဲ့အတွက်ဒီ6ကိုကျွန်တော်တက်ပေါင်းထည့်အဲ့ဆို6ကဘာဖြစ်အောင်မလဲ9ဖြစ်သွားမယ်ပြီးရင်နောက်က9လို့လီတော့300စာပြန်ထုတ်မယ်ဆိုတော့အဖြစ်9ဖြစ်သွားမယ်ပေါ့နော် C ကိုတော့ကျွန်တော်မဖြေထားဘူးဒါကြည့်ရှုသူအနေနဲ့လေ့ကျင့်လို့ကျွန်တော်ထားပေးခဲ့မှာပေါ့နော် D ကိုဆက်ကြည့်မယ်49နဲ့.43ဆိုတော့သူ့ကြည့်တဲ့ခါမှာဒီတက်မနောက်က4ကိုသူကအဓိကကြည့်အောင်နော်ပြီးရင်အနောက်က3ဆိုတော့ up လား down လားဆိုတော့ကျွန်တော်သိတယ်3.1နဲ့3လေးက down ပဲဆိုတော့3စားထုတ်လိုက်အောင်ပါနော်ဆိုတော့အဖြေက49နဲ့.43ဒါမှမဟုတ်လဲ49နဲ့.4လို့ရေးလိုက်ရတယ်အဲ့ဒါတော့130နဲ့.4နဲ့ခွန်ကျွန်တော်ဆက်ကြည့်တဲ့ခါမှာဟုတ်ပြီနှစ်နောက်မှာပါတဲ့9ကတကယ် round up ဆိုတော့ကျွန်တော်ဘာဖြစ်မလဲနှစ်ကိုတက်ပေါင်းပြင်မယ်အဲ့တော့အဖြေဖြစ်သွားမလဲ130နဲ့.433ဖြစ်သွားမယ်နော်တနည်းအားဖြင့်130နဲ့.43လို့ရေးလိုက်ရတယ်ပြီးတော့မနောက်ဆုံးတစ်ပုဒ်အနေနဲ့59နဲ့4.6ခွန်ဒါတော့ကျွန်တော်ဒီမှာကြည့်ရှုသူအနေနဲ့လေ့ကျင့်လို့ရကျွန်တော်ထားပေးခဲ့ပါမယ်လို့ဆိုတော့ဒီနေ့ကျွန်တော်တူတူလေးသာတဲ့အရာကတော့ rounding နော်နီးစရာတန်ဖိုးယူချင်းသင်ခန်းစာပဲဖြစ်ပါတယ်လို့ဗီဒီယိုနဲ့တော့ရှင်းသွားတယ်ပေါ့နော်ဒါပေမဲ့
အစားဆုံးကြည့်ပေးသူအားလုံးလည်းအထူးကျေးဇူးတင်ပါတယ်လို့နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းပို့ပြီးတော့မှထိရောက်မဲ့ပို့ပြီးတော့မှကြက်လက်မဲ့ပို့ပြီးတော့မှအကျိုးရှိမဲ့ခေါင်းစဉ်တည်ကျွန်တော်ထပ်ပြီးတော့မှတင်ဆက်နိုင်ကြိုးစားသွားပါအောင်မယ်လို့ဒီနေ့ဗီဒီယိုလေးအချိန်ပြီးတော့ကြည့်ရှုပေးသူရောက်ဆန်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံကြပါစို့ကောင်းမွန်သောနေ့လေးတစ်နေ့ကိုပတ်ဆိုင်နိုင်ကြပါစေခင်ဗျာ